အဖေကိုသားနဲ့ဖိနိုင်လို့လားအချင်းဆိုတာအဲ့လိုမဆိုပါဘူးလို့ဆိုရမယ်အမူအပြည့်နဲ့ဆိုရတယ်မူအပြည့်နဲ့ဆိုတာဒါဆိုကဘာကြော်ခဲ့တဲ့တချင်းနေနော်ကိုလေးပြကိုယ်တိုင်မဲဟိုလုံးချောရဲ့အောင်လားအဆိုင်မှာဆိုတာလုံးချောနဲ့အောင်လိုက်ဆိုနေသိမကွာဟိုက international ထိုးတာဒီမှာနိုင်ငံမှာထိုးတာနေရာလုံးကလက်ဝိတ်သမားတွေကြီးပဲလာပြီးတော့ဟောအဲ့တော့အဲ့ဒီတချင်းလေးကိုကျွန်တော်စာသားအမှန်နဲ့ကျွန်တော်ဆိုပြမယ်နားတော့ကြည့်ပါဒီစော့နေတယ်လို့ပဲဘယ်ကြီးစကမရလို့ပါ sorry နော်ကိုနော်ပြီးစုချလိုက်မယ်လေ10သိန်းဒီတဲ့အခုတယောက်ကို10သိန်းဒီတဲ့သိတယ်မလားဒလရှိတယ်လေ10ရင်နဲ့အောင်လိုက်ဖို့မယ်ဒီတော့3ယောက်ကိုဘယ်လိုဒလလေး10ရင်နဲ့10ရင်နဲ့အောင်လိုက်ဖို့မယ်10သိန်းအောင်နောက်မှယူနော်โอเคအခုတစ်ချက်တော့အဲ့ဒီ10သိန်းကစပိန်ဖြောင်းမလို့ဘယ်ကြီးအောင်လားအဆိုင်ရဲ့လက်ဝိတ်ကွာနေမှာဒီဆိုမဲ့ကြည့်ပြပါလေလောကကြီးစိတ်ပြောပြောလဲပဲမန်ကေချန်တော့တော့နဲ့ကြည့်ခုလို့ပါပဲ Hey လောကကြီးစိတ်ပြောလောကကြီးမြို့ပြလို့ပြောလဲပဲမန်ကေချန်တော့တော့နဲ့ကြည့်ခုလို့ပါပဲ Hey လောကကြီးကြိုက်တယ်ကွာကြိုက်တယ်